1380ခုနှစ်တဘူရဲလပိကျော်17ရက်ရှမ်းကုန်တိုင်းလမ်းမတော်မြို့နယ်ကိုင်းတန်းလမ်းအမှတ်68မိခင်ကြီးဒေါ်နန်းတီခေါ်ဒေါ်ချစ်ချစ်နဲ့သားသမီးမြေးတစုတို့ကကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီးဦးမောင်မောင်13နှစ်2010ရက်နေ့တွင်ကြားရောက်သောတနှစ်ပြည့်အလှူနှင့်ကွယ်လွန်သွားကြပြီဖြစ်သောအမကြီးဒေါ်အေးအေးနှင့်ညီဖြစ်သူဦးအောင်တန်းတို့အားရှိစု၍သံဃာတော်အရှင်မြတ်များအားဆွမ်းခဲ့ပဲဘောစဉ်ချွတ်ချင်းရတာအဖျားဖျားနှင့်တကွတတ္တဗဝတ္ထုစုစုတို့ကိုလှူဒန်းခြင်းဖြင့်ကောင်းမှုကုသိုလ်၏အမြတ်တို့ကိုပေးဝေသောညာတိဓမ္မဆွေတို့မျိုးတွေလိုက်နာကျင့်သုံးရမည်အလှူတော်အခမ်းအနားကိုဆင်ရင်ကျင်းပရာယခုအခါမှာမိသားစုများနဲ့အတူအလုံးသောတရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့ကတရဏဂုံ3ပါးနှင့်တကွ5ပါးသီလကိုခံယူဆောက်တည်ခြင်းဖြင့်တရားဓမ္မနာယူရန်အစဉ်စဉ်ဖြစ်သည့်ယခုအခါမှာဟောကြားအပ်တဲ့အထင်မှားအမြင်မှားတရားဒေသနာတော်မိမိတို့ရဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာပြီးတမလွန်ဘဝရောက်သွားပြီဆိုတဲ့ကျေးဇူးပြုတဲ့အနေနဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတာကိုမြတ်စွာဘုရားကညာတိဓမ္မဆွေတွေမျိုးတွေလိုက်နာကျင့်သုံးရမယ်ဝတ္တရားတစ်ခုအဖြစ်ဖြင့်ဟောကြားတာဖြစ်လို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စလုပ်ရမည့်ကိစ္စတစ်ခုကိုပြုလုပ်ဆောင်ရွက်ခြင်းဖြစ်တယ်လုပ်ရမည့်ကိစ္စထဲမှာလည်းပဲအကျိုးရှိတဲ့လုပ်ရတစ်ခုဘာကြောင့်အကျိုးရှိတယ်လို့ပြောရတော့ဆိုရင်နံပါတ်1ကုသိုလ်ကောင်းမှုပြုတာဆိုလို့ရှိရင်ပြုတဲ့ပုဂ္ဂိုလ်မှာအကျိုးဖြစ်ထွန်းစေတယ်ဒါတစ်ခုမိမိရည်ညွှန်းပြီးတော့လှူဒန်းတဲ့ပုဂ္ဂိုလ်ကရနိုင်တဲ့ဘုံဘဝမှာရောက်နေရင်ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုခံစားရအကျိုးရှိခြင်းတစ်ခုသံဃာတော်အရှင်မြတ်များမိမိတို့ကိုယ်ဝေရဘာသာတရားကိုလှူဒန်းထောက်ပံ့ခြင်းလို့ဆိုတဲ့အကျိုးရှိခြင်းတစ်ခုမိမိတို့ကိုယ်တိုင်လည်းကုသိုလ်ကောင်းမှုတွေစီးပူးအားထုတ်ပြီးဖြစ်တယ်ဆိုတဲ့အကျိုးတစ်ခုအဲ့ဒီအကျိုး၄မျိုးကိုရရှိစေနိုင်တဲ့ကုသိုလ်ကောင်းမှုဖြစ်လို့မြတ်စွာဘုရားကအကျိုးရှိတဲ့လုပ်ငန်းတစ်ခုအနေနဲ့ဟောကြားထားတာဖြစ်တယ်အကျိုးရှိတဲ့လုပ်ငန်းကိုလုပ်ရပြီဒါနကောင်းမှုလူတိုင်းဟာဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတစ်ခုခုမှမရလိုက်ဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့လူဘုံလူဘဝကိုအလဟတဖြုံးတိပြည့်ရာရောက်တယ်ကုသိုလ်ကံကအကျိုးပေးလိုက်လို့လူဘုံလူဘဝတခဏတာအချိန်ပိုင်းလေးမှာလူဖြစ်လာတဲ့အချိန်များသောအားဖြင့်လူတွေဟာတို့ဘာကြောင့်လူဖြစ်လာရတယ်လဲဆိုတာကိုမစဉ်းစားကြဘူးစဉ်းစားတဲ့အခါမှာလည်းဉာဏ်မမိဘူးဉာဏ်မမိသည့်အတွက်ကြောင့်မှန်ကန်တဲ့အကြောင်းတရားကိုဘာကြောင့်လူဖြစ်လာတယ်ဆိုတဲ့တကယ်လူဖြစ်ခြင်းရဲ့အကြောင်းတရားကိုတွေ့အောင်မရှာနိုင်ဘူးမရှာနိုင်သည့်အတွက်ကြောင့်အကြောင်းမျိုးမျိုးထင်ကြေးပေးပြီးတော့တကယ်စစ်မှန်တဲ့အကြောင်းတရားကိုလှုပ်ဆောင်ဖို့ရမေးလျော့ပြီးတော့သွားကြတယ်မသိပဲဖြစ်ကြရတယ်လူဘဝရလာတယ်တချို့ကဟောတယ်လူဘဝရတာဟာသာဝရဘုရားဣတ္တရလို့ခေါ်တဲ့အရှင်သခင်ကြီးကဖန်ဆင်းလို့သို့မဟုတ်မြမကြီးကဖန်ဆင်းလို့သို့မဟုတ်ခောကဖန်ဆင်းလို့လူဘဝရလာတယ်ဆိုတဲ့အတွေးဟာဒီကနေ့ခေတ်ဘာသာတရားတွေပေါ်မှာတွေးတဲ့အတွေးမဟုတ်ဘူးလူသမိုင်းမှာလူတွေစလာကြတဲ့ဒီအတွေးရှိခဲ့ကြတယ်နော်အမတန်မှရှေးရိုးကြတဲ့အတွေးကြီးတစ်ခုပါစာပေမှာဣတ္တရနေမာနလို့ခေါ်တယ်ဣတ္တရဆိုတာ
အရှင်သခင်အစိုးရသူစัจ java လာကြီးနဲ့ကတကဘာလုံးကိုအုပ်စိုးထားတဲ့တကိုးရှင်ကြီးတူရှိတယ်အဲ့ဒီတကိုးရှင်ကြီးကဖန်ဆင်းလို့တို့လူဘဝရောက်လာတယ်တကိုးရှင်ကြီးကိုခြေနှက်အောင်တောင်းပန်မယ်တကိုးရှင်ကြီးကိုခြေနှက်အောင်ချီးကျူးမယ်ဆိုတဲ့ပူဇော်မယ်ဆိုတဲ့အတွေးတွေနဲ့လူတွေဟာတကိုးရှင်ကြီးကိုပူဇော်တယ်ဆိုတဲ့မှားရတဲ့အကြောင်းတစ်ခုကိုသွားပြီးတော့တကယ်လူဘဝရောက်ခြင်းရဲ့အကြောင်းလို့သွားသတ်မှတ်ကြတယ်တကယ်တော့လူဖြစ်တာတကိုးရှင်ကဖန်ဆင်းလို့လူဖြစ်လာတာမဟုတ်ဘူးဆိုတာအဲ့တော့မဟုတ်တာကိုသွားပြီးတော့တွေးမိတာလဲအထင်မှားအမြင်မှားတစ်ခုပဲပေါ့အထင်မှားအမြင်မှားတစ်ခုတချို့ကလည်းတကိုးရှင်ကဖန်ဆင်းတယ်ဆိုတာကိုလက်မခံလို့ကြတဲ့အတိုင်းအဝိုင်းတွေလည်းရှိတာပဲလောကလူတွေထဲမှာတကိုးရှင်ကဖန်ဆင်းတာကိုလက်မခံဘူးလို့တကိုးရှင်ကဖန်ဆင်းတယ်ဆိုတာကိုမယုံကြည်ဘူးဖန်ဆင်းနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့Godဆိုတာရှိတယ်ဆိုတာလက်မခံတဲ့အတိုင်းအဝိုင်း atheist လို့ခေါ်တယ် atheist ဆို God ကိုမယုံကြည်တဲ့အတိုင်းအဝိုင်းတွေအယူဆကြတော့ atheism ဆိုတဲ့သူတို့အယူဆတစ်ခုကြည့်ပြီးသူတို့က God ကိုလက်မခံဘူးတော့လက်မခံတဲ့အခါကျတော့ဘာကိုသွားပြီးတော့လက်ခံကြတော့ဆိုတို့လူလောကလူဖြစ်လာတာဟာအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတက်တဲ့ကြောင့်ပဲလို့ကံတရားကိုအလွန်အကျွံယုံကြည်ပြီးကံတစ်မျိုးတည်းကိုလက်ခံပြီးပုပ္ပေကတဟေတုဒိဋ္ဌိဘာပဲဖြစ်ဖြစ်ကြိုတင်သတ်မှတ်ထားတဲ့အတိုင်းတို့ဖြစ်လာရတာလို့အတိတ်ဘဝကလုပ်ခဲ့တဲ့အကြောင်းတစ်ခုပေါ်မှာအာကိုတစ်ခုပြုပြီးအဲ့ဒါကြောင့်လို့ဒီဘဝမှာဘာမှပြောင်းလဲလို့မရဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့အကြောင်းတရားပေါ်မှာပဲမှီတည်ပြီးတော့တို့ဖြစ်လာရတယ်လို့ဒီလိုယုံကြည်ယူဆတဲ့အတိုင်းအဝိုင်းကလည်းရှိတယ်အဲ့ဒါလည်းမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးဆိုတာလောကလူတွေဟာအတိတ်ဘဝကလုပ်ခဲ့တာတတ်ကြောင့်ဖြစ်တာမဟုတ်ဘူးအခြားအကြောင်းတွေရှိသေးတယ်ဆိုတခါနောက်အုပ်စုတစ်ခုကြတော့တို့လူရလူဖြစ်လာပြီးတော့လူဘဝမှာကြုံတွေ့နေရတဲ့ဒုက္ခဒုက္ခတွေအားလုံးဟာတကိုးရှင်ကြီးကဖန်ဆင်းပေးတာလည်းမဟုတ်ဘူးတို့လုပ်ခဲ့တာတွေကြောင့်လည်းမဟုတ်ဘူးတကယ်တော့ဘာကြောင့်မှမဟုတ်ဘဲနဲ့သူဖြစ်ချင်လို့ဖြစ်လာတာပါလို့အကြောင်းတရားတွေကိုညှင်းပယ်တဲ့အတိုင်းဝိုင်းကလည်းရှိတယ်ပေါ့အဲ့ဒါလို့အကြောင်းတရားနဲ့ပတ်သက်လာပြီးတော့လူလောကလူတွေဟာမှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်ပဲနဲ့မိမိတို့ထင်ရမြင်ရာပတ်ဝန်းကျင်ကဟောပြောရာယုံကြည်ယူဆရာတွေနဲ့မှန်ကန်တဲ့အကြောင်းတရားကိုရှာမတွေ့နိုင်ပဲနဲ့ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကိုလူတွေဟာမှန်ကန်တဲ့အဖြေတစ်ခုမထုတ်နိုင်ကြဘူးမထုတ်နိုင်တဲ့အတွက်ကြောင့်မိမိတို့ထင်မြင်ယူဆချက်အတိုင်းစခန်းသွားကြတယ်အဲ့ဒီတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမှန်ကန်တဲ့အကြောင်းတစ်ခုကိုပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြထားတာရှိတယ်ပေါ့ပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြထားတာကနားလည်ဖို့ရတော့တို့တွေဟာမှန်ကန်တဲ့အကြောင်းအရာကိုရှာတွေ့နိုင်လောက်အောင်အသိဉာဏ်မပြည့်စုံကြဘူးအဲ့ဒီအသိဉာဏ်မပြည့်စုံတာကိုပဲအဝိဇ္ဇာလို့ခေါ်တယ်မသိဘူးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားပြီးတော့တို့မသိဘူးအဝိဇ္ဇာဒါမို့ ignorance လို့ဘာသာပြန်တာမသိကြဘူးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိဘူးဆိုတဲ့အခါကျတော့လူတွေမှာဘာဖြစ်လာတတ်တုံးဆိုရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်လာတဲ့အထင်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးဆိုတဲ့အထင်အဲ့ဒါလို့မှားရွံ့တဲ့အတွေးအထင်တွေပေါ်လာတတ်တယ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့မလှုပ်တဲ့နာကိုလှုပ်တယ်အကုသိုလ်ဆိုတာဖြစ်တယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေတယ်အကျိုးမဲ့ဆိုတာဖြစ်လာတယ်အဲ့ဒါလို့လှုပ်တဲ့မလှုပ်တဲ့ခွဲခြားကိုမသိသည့်အတွက်ကြောင့်လူတွေဟာလှုပ်တဲ့နာကိုမလှုပ်ဖဲနေုံ
မြမကမလုံးသင့်တာကိုလုံးယုံမြမကဘာဖြစ်လာတော့ဆိုရင်ကောင်းတာလည်းလုံးမိတယ်ဆိုးတာလည်းလုံးမိအမှန်မသိသည့်အတွက်ကြောင့်အကောင်းဆိုးမခွဲခြားနိုင်တဲ့အတွက်မကောင်းတာလည်းလုံးမိတာပဲကောင်းတာလည်းလုံးမိတာအဲ့ဒီကောင်းမကောင်းဆိုတာတွေကိုယ့်ရဲ့လုပ်ရက်တွေဟာကိုယ်တဏ္ဍာမှာကြီးထွားလာအဲ့ဒါကိုပဲမြတ်စွာဘုရားကအကြောင်းတစ်ခုအနေနဲ့ရှာပြတယ်နံပါတ်1ကတော့တို့အမှန်မသိတာဟာနံပါတ်1ပဲအမှန်မသိသည့်အတွက်ကြောင့်လုံးသင့်တာမလုံးသင့်တာကိုမသိဘူးမသိသည့်အတွက်ကြောင့်လုံးသင့်မလုံးသင့်ကိုမသိတော့လုံးချင်တာတွေကိုလုံးတဲ့အခါအကောင်းလည်းလုံးမိတယ်အဆိုးလည်းလုံးမိတယ်အကောင်းလုံးမိတဲ့အခါကုသိုလ်အဆိုးလုံးမိတဲ့အခါအကုသိုလ်ဒါကိုမြတ်စွာဘုရားကသင်္ခါရလို့ခေါ်တာအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအဲ့ဒါပြောဘဝခရီးလျှောက်လန်းနေတဲ့အခါဘုန်းကြီးတို့တွေကအမှန်မသိခြင်းကြောင့်လုံးမိလို့ရလုံးကြလုံးမိလို့ရလုံးတော့လုံးတယ်ဆိုတာအကျိုးဆက်တော့ပေါ်လာတာပဲဒီဘဝမှာလည်းကြည့်လေကိုတစ်ခုလုံးရင်လုံးရကြောင်တစ်ခုတော့ဖြစ်လာတာအလုပ်တစ်ခုပါးစပ်ကတစ်ခုပြောလိုက်မယ်စိတ်ထဲကတစ်ခုကြံတွေးမယ်ခန္ဓာကိုယ်နဲ့ကိုယ်ထိလျောက်တစ်ခုလုံးမယ်ထိုလှုပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်ဆိုတာလာတာကြီးပဲအကုန်လုံးအဲ့ဒီမှာအမှန်မသိခြင်းကြောင့်လှုပ်လိုက်တဲ့အခါကုသိုလ်လည်းဖြစ်သွားတယ်အကုသိုလ်လည်းဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့ကုသိုလ်အကျိုးပေးလှည့်ကြုံတဲ့အခါကျတော့ကောင်းတဲ့ဘုံလေးရောက်သွားကြတယ်အကုသိုလ်လုပ်ရအကျိုးပေးတဲ့ဘုံအခါရောက်တဲ့အခါကျတော့မကောင်းတဲ့ဘုံရောက်သွားကြတယ်။ပဋိစ္စသမုပ္ပါဒ်မှာမြတ်စွာဘုရားကအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတာဘဝတစ်ခုကအဲ့လိုအစာပြုလာကြတာပေါ့။အဲ့ဒီလိုအစာပြုလာလို့ဘဝတစ်ခုရလာပြီဆိုတာနဲ့တပြိုင်နက်ပရိသေရိစိတ်ကလေးပေါ်လာတာနဲ့တပြိုင်နက်နာနေယုတ်တွေပါလာတယ်ကြီးထွားလာနာနေယုတ်တွေထဲမှာဘာတွေဝင်လာတော့ဆိုတော့ပြင်ပအာယုန်တွေနဲ့ဆက်သွယ်ဖို့ sense organ တွေခန္ဓာကိုယ်မှာအာယုန်ကိုခံယူနိုင်စွမ်းရှိတဲ့မျက်စိနားနာလျှာကိုယ်စိတ်ဆိုတာတွေပါလာအဲ့ဒါတွေပါလာတော့မျက်စိရှိတော့လေပြင်ဘက်ကအာယုန်နဲ့ဆက်သွယ်တယ်မြင်စရာအာယုန်နဲ့ဆက်သွယ်တယ်နားရှိတဲ့အတွက်ကြောင့်ပြင်ဘက်ကအတန်တွေကြားရပြန်တယ်နှာခေါင်းရှိတဲ့အတွက်ကြောင့်ပြင်ဘက်ပတ်ဝန်းကျင်ကအနံ့တွေကိုရလာတယ်လျှာရှိသည့်အတွက်ကြောင့်လျှာပေါ်မှာထိတွေ့လာတဲ့အရာသာမျိုးစုံကိုသိလာကြရတယ်ခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်အထိတွေ့တွေနဲ့ပတ်သက်ပြီးအကောင်းအဆိုးသိလာကြရတယ်စိတ်ရှိသည့်အတွက်ကြောင့်စိတ်ကူးကြံစည်မှုတွေအမျိုးမျိုးကြိုက်မကြိုက်တွေပေါ်လာကြတယ်ဆိုတာပြင်မအာယုန်တွေနဲ့ဆက်သွယ်မှုတွေပေါ်လာတကယ်စဉ်းစားကြည့်တော့လူဘဝဆိုတာအဲ့ဒါပဲဒါကိုပရိစ္ဆသမုပ္ပါဒ်ကဝိညာဏပစ္စယနာမရူပံတဲ့နာနေယုတ်တွေဖြစ်လာတယ်နာမရူပပစ္စယသလာယတနာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အင်္ဂါတွေပါလာတယ်သလာယတနာပစ္စယဖတ်တော့ပြင်မနဲ့ဆက်သွယ်လာတယ်ဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်တော့အကောင်းအဆိုးခံစားမှုအတွေ့အကြုံတွေရလာအတွေ့အကြုံတွေရလာတာကိုဖတ်တပစ္စယဝေဒနာလို့ခေါ်တာ။ဒါဖတ်တပစ္စယဝေဒနာအဆင့်ရောက်သွားတဲ့အခါဘုန်းကြီးတို့တွေရဲ့ဘဝဆိုတာအဲ့ဒါပဲအမှန်ကတော့တရေစိတ်ပေါ်သည့်အတွက်ကြောင့်ယုံနာနှစ်ခုရတယ်ယုံနာနှစ်ခုရတဲ့အတွက်ကြောင့်ဆက်သွယ်တဲ့အင်္ဂါတွေပါလာတယ်အင်္ဂါတွေပါလာလို့ဆက်သွယ်မှုတွေဖြစ်လာတယ်ဆက်သွယ်မှုဖြစ်လာသည့်အတွက်ကြောင့်ပြမအာယုန်တွေပေါ်မှာကောင်းမကောင်းကြိုက်မကြိုက်ဆိုတဲ့ခံစားမှုမျိုးတွေအမျိုးစုံလာတယ်ပေါ့အဲ့ဒီအမျိုးစုံလာတော့ဒီရင်ရသွားလားဆိုမရသေးဘူးခံစားမှုပေါ်မှာဘာလာတော့ဆိုရင်ကောင်းရင်တွေ့တာမှုလာတယ်မကောင်းရင်မတွေ့တာမှုမုန်းတိမှုဆိုတာလာပြန်တယ်ပေါ့အဲ့တော့မုန်းတိမှုလာတဲ့နောက်ွယ်မှာဘယ်သူလာပြန်တော့ဆိုကောင်းတာကိုမျှော်လင့်တောင်းတတဲ့ဟာလာပြန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဝေဒနာပစ္စယအဖြစ်များတာကိုကြည့်ပြီးဝေဒနာပစ္စယတဏှာလို့ပဲခေါ်လိုက်တယ်လူတွေဟာခံစားမှုလေးကိုကြည့်ပြီးပြင်မကအာယုန်တွေရဲ့အတွေ့အတာပေါ်ပြင်မကအာယုန်တွေပေါ်မှာတွေ့တာတဲ့စိတ်ကလေးကိုမဖြုတ်နိုင်ကြတော့ဘူးမဖြုတ်နိုင်တော့ဘာဖြစ်လာတော့ဥပါဒါနတဏှာပစ္စယဥပါဒါနဖြစ်လာတယ်ဥပါဒါနဖြစ်လာတော့ဘာဖြစ်လဲဥပါဒါနပစ္စယဘောဆိုပြီးတော့
ဘုန်းကြီးတို့တွေရဲ့ကိုယ်စီဘဝဆိုတာဖြစ်လာကြတာပေါ့အဲ့ဒီဘဝလေးမှာကောင်းတာလည်းလုပ်ကြပြန်တယ်ဆိုးတာလည်းလုပ်ကြပြန်တယ်ကောင်းတာတွေလည်းတွေးတယ်မကောင်းတာတွေလည်းတွေးတယ်ကောင်းတာတွေလည်းပြောတယ်မကောင်းတာတွေလည်းပြောတယ်ကောင်းမကောင်းဆိုတာအပြစ်ရှိတယ်မရှိဘူးဆိုတာတွေမစဉ်းစားနိုင်ဘူးကိုယ်နှစ်သက်ရာဆွဲလန်းရာတွေကိုပြောဆိုလောက်ကင်နေကြတဲ့ဘဝကြီးတစ်ခုဟာထင်ရှားပေါ်လာအဲ့ဒီဘဝကြီးပေါ်လာလို့ရှိရင်ဘာလာတော့ဆိုဇာတိဆိုတဲ့မွေးဖွားမှုလာပြန်တယ်မွေးဖွားမှုလာတဲ့အခါနောက်ွယ်ကဘာလာတော့ဆိုစရာတို့မရဏတို့ဆိုလူတိုင်းဟာရှောင်ကွင်းသွားလို့မရတဲ့အခြေအနေဆိုးကြီးနှစ်ရက်ပေါ်လာမှာပဲလူတိုင်းဟာဇာတိဆိုတာရပြီးတဲ့နောက်မှာတဖြည်းဖြည်းအိုမင်းရင်းရော်ပြီးတော့လာကြတယ်အိုမင်းရင်းရော်ပြီးတဲ့နောက်ပိုင်းမှာသိဆုံးသွားကြရတယ်ဆိုတာဒါဘဝတစ်ခုဟာပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်လိုက်မယ်ဆိုဒီတိုင်းပဲမြင်ရတယ်ပေါ့အဲ့ဒီလိုတွေးမြင်ရတဲ့ဘဝကြီးတစ်ခုမှာဘုန်းကြီးတို့တွေကအမှန်တိုင်းဒီတိုင်းမြင်ရလားလို့ဆိုမမြင်ဘူးမမြင်တဲ့အခါကျတော့ဘာလို့ဆိုအထင်မှားအမြင်မှားတွေအများကြီးဖြစ်တယ်ပေါ့အဲ့ဒီအထင်မှားအမြင်မှားဆိုတဲ့အထဲမှာအထင်မှားမှု၃မျိုးအမြင်မှားမှု၃မျိုးပါဠိစာပေလို့ပြောလို့ရှိရင်နံပါတ်1ကတဏှာမဉ္ဇနာတဲ့တဏှာနဲ့အထင်မှားမှုကတစ်ခုနောက်တစ်ခါမာနမဉ္ဇနာကိုယ့်ရဲ့သဘာဝတရားပေါ်မှာထင်မြင်ယူဆမှုမာနတရားနဲ့အထင်မှားမှုကတစ်ခုဒိဋ္ဌိမဉ္ဇနာအယူအဆနဲ့ပတ်သက်ပြီးအထင်မှားမှုကတစ်ခုဆိုပြီးတော့အထင်မှားမှု၃ခုရှိတယ်ဘဝကြီးရလာတဲ့အခါမှာအဲ့ဒီအထင်မှားမှုတွေကိုမဖယ်ရှားနိုင်သေးတဲ့မြတ်ကာလပတ်လုံးလမ်းမှန်ကိုတွေးဖို့ရမလွယ်ဘူးတဲ့လမ်းမှန်တွေးဖို့ရခက်တယ်အဲ့တော့အထင်မှားတာဆိုတာဘယ်ပေါ်မှာအထင်မှားသလဲလို့လောကမှာတစ်ခါကျတော့အထင်မှားပြီးတော့ပြောမိရင်ပြဿနာတက်တယ်အထင်မှားပြီးတော့လုပ်မိရင်လည်းပြဿနာတက်တယ်ပေါ့လူတွေပြောကြတယ်အထင်မှားပြီးတော့ဖမ်းခံရတယ်အထင်မှားပြီးတော့ဘာဖြစ်ခံရတယ်နဲ့ဒါမျိုးတွေရှိတယ်လေအဲ့တော့အထင်မှားခံရပြီဆိုရင်အမြဲတမ်းနစ်နာတယ်ပေါ့သို့တော့နစ်နာတယ်ဆိုတာတဘဝအတိုင်းအတာလေးတစ်ခုသာနစ်နာတာအခုပြောတဲ့တဏှာနဲ့အထင်မှားတာတို့မာနအထင်မှားတာတို့ဒိဋ္ဌိအထင်မှားတာတို့ကြတော့တဏှာထိအောင်နစ်နာသွားတကယ်ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့တရားဓမ္မတွေလက်လွတ်ဆုံးရှုံးသွားပြီတော့အဲ့ဒီအထင်မှားမှုကြတော့အမြဲတမ်းဆုံးရှုံးသွားတတ်တယ်အဲ့တော့အထင်မှားတယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုအထင်မှားတာလဲအထင်မှားတာဘာတွေကိုအထင်မှားတာလဲလို့ကြည့်မယ်ဆိုရင်တက္ကာယနဲ့ပတ်သက်ပြီးအထင်မှားမှုဟာကိုယ်နဲ့အနီးဆုံးကတက္ကာယတက္ကာယဆိုတာဘာကိုပြောတာတုံးလို့ဆိုသဆိုတာတကယ်ရှိနေတဲ့ကာယခန္ဓာ၅ပါးတဲ့ကိုယ်တဏ္ဍမှာတကယ်ရှိနေတာကခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာဘာတုံးဆိုရင်ခန္ဓာကိုယ်မှာရုပ်လို့ခေါ်တဲ့ body ရှိတယ်ပေါ့မျက်စိနားနာလျှာကိုယ်ဆိုတာကြီးရှိတယ်ပေါ့နော်အကောင်အထည်ရှိနေတဲ့အကောင်အထည်ကြီးအဲ့ဒါကိုရူပခန္ဓာလို့ပြောတာအဲ့ဒီအကောင်အထည်ကြီးပေါ်မှာမှီပြီးတော့ဘာဖြစ်တယ်ဆိုရင်အကောင်အဆိုးအတွေ့အကြုံတွေဥပမာပဲမျက်စိကမြင်ပြီးတဲ့နောက်မှာတစ်ခါတွေ့ထားရင်ကောင်းတယ်မကောင်းဘူးဆိုတဲ့အတွေ့အကြုံခံစားမှုလို့ခေါ်တဲ့ဝေဒနာအဲ့ဒီခံစားမှုဆိုတဲ့ဝေဒနာရအောင်စိတ်ရဲ့မှတ်သားမှုဆိုတဲ့တင်ညာဆိုတာမှတ်ထားတာပဲလေစားမြင်လို့ရှိရင်ငံတယ်လို့သိနေတာဒါတင်ညာကမှတ်ထားတာပေါ့ရှင်းတတ်တဲ့အသီးကိုကြည့်ထားရင်ရှင်းတယ်လို့မှတ်ထားတယ်တမယာသီးမြင်ရှင်းတယ်ဆိုတာမှတ်ထားတယ်မစားရသေးခင်ကနေပြီးတော့ရှင်းနေတယ်အမှတ်တင်ညာကြောင့်အမှတ်တင်ညာကြည့်တမယာသီးမြင်တာနဲ့သွားကျိန်းတယ်တချို့နော်ဘာဖြစ်လို့တော့ဆိုလို့ရှိရင်အမှတ်တင်ညာမှတ်ထားတာဟုတ်နောက်သင်္ခါရဆိုတာကြံတာစီတာတွေးတာတောတာလောက်ကင်ဆောင်ရွက်တာတွေစိတ်ရဲ့အခြေအနေရရတွေသင်္ခါရဆိုတာဒါတွေရှိတယ်ကိုယ်ခန္ဓာကိုယ်တွေနောက်တစ်ခုကတော့အသိစိတ်ဆိုတာရှိတယ်တော့ပေါင်းကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားဟာခန္ဓာအပြင်ပြောမယ်ဆိုရင်၅မျိုးပဲရှိတယ်
ရုပ်ခန္ဓာကိုယ်ကြီးရဲ့ထိုရုပ်ခန္ဓာကိုယ်ကြီးမှာမြည်ပြီးတော့ဖြစ်နေတဲ့ခံစားမှုဝေဒနာရဲ့အာယုန်တွေကိုမှတ်သားပြီးတဲ့တင်ညာရဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့လိလာသုံးသပ်ဆုံးဖြတ်နေတဲ့သင်္ခါရတရားရဲ့လှုပ်ဆော်နေတဲ့သင်္ခါရရဲ့အာယုန်တွေကိုသိရှိနေတဲ့ဝိညာဏရဲ့ဆိုတာအဲ့ဒီ၅ခုပဲရှိတာဆိုလိုတာကတော့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတာကနံတရားခန္ဓာကိုယ်ကြီးကရုပ်တရားဟောရုပ်နဲ့နာနှစ်ခုပဲရှိတယ်အဲ့ဒီနာရုပ်နဲ့နာနှစ်ခုကိုသက်ကာယလို့ပြောတာတကယ်ထင်ရှားရှိတာအဲ့ဒါပဲသို့တော့ဘုန်းကြီးတို့တွေကဒီတကယ်ရှိတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဆိုတဲ့ဒီခန္ဓာ၅ပါးကိုသဘာဝတရားလို့သိသလားလို့သဘာဝတရားတိုင်းသိသလားလို့ဆိုမသိဘူးဒါဗုဒ္ဓဘာသာတွေကမြတ်စွာဘုရားဟောထားလို့ခန္ဓာ၅ပါးဆိုတာကြာဘူးနာဝရှိနေတာရုပ်တရားနံတရားဆိုတာလည်းကြာဘူးနာဝရှိတယ်ဘုရားဟောတဲ့တရားကိုမနာဘူးတဲ့ပုဂ္ဂိုလ်သွားမေးကြည့်လို့ရှင်ဒီအတွေးတွေဒီအသိတွေလုံးဝမရှိနိုင်ဘူးလုံးဝမရှိနိုင်ဘူးအဲ့တော့သူတို့ကဘာတွေတွေးဘာတွေသိနေတော့အဲ့ဒီသက်ကာယဆိုတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်လာလို့ရှင်အထင်မှားမှုတွေပေါ်လာခန္ဓာ၅ပါးဆိုတဲ့ယုတ်နံဆိုတဲ့ဒီအသိကိုမသိဘဲနဲ့မှားယွင်းတဲ့အတွေးလေးတွေတွေးလာတယ်ဒီခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အခါတဏှာကခန္ဓာ၅ပါးကိုကိုရှိထားတဲ့ခန္ဓာ၅ပါးကိုဘယ်လိုထင်လာလဲလို့ဆိုလို့ရှိရင်တင့်တယ်တယ်လှပတယ်ချမ်းသာတယ်ဆိုတဲ့အထင်မှားမှုလေးတစ်ခုလားလူတိုင်းဟာကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးကြည့်လာလို့ရှိရင်လှတယ်တင့်တယ်တယ်ဆိုတာလူတိုင်းမှာရှိအဲ့ဒါလို့ရှိလို့မလှအောင်ပြင်ပြီးတော့နေကြတယ်အဝတ်စားတွေဆိုရင်မလှအောင်ဝတ်ကြရတယ်နော်တင့်တယ်မှုတွေကိုရှာကြံပြီးတော့လောက်ကင်နေကြတယ်ဥပမာဘာနဲ့တူတုံးလို့ဆိုလို့ရှိရင်အားလုံးမြင်မှုကြလိမ့်မယ်ဖျောင်းနိုင်မီးလေးထွန်းထားတဲ့အခါကျတော့ပိုးပရံလေးတွေဟာဖျောင်းနိုင်မီးနားကိုကပ်ပြီးတော့ပြန်လာကြတာတွေ့ဘူးလိမ့်မယ်အဲ့တော့သူတို့ဟာမီးကိုပူတယ်လို့မသိဘူးအန္တရာယ်ရှိတဲ့အရာလို့မသိဘူးမီးတောက်လေးမြင်တဲ့အခါကျတော့အတော်လှတဲ့ဟာလေးပဲအဲ့ဒီမီးကလေးကိုသဘောကျပြီးတော့မီးထဲကိုတိုးဝင်တဲ့အခါအလောင်းခံရတာပဲအဲ့တော့ဘုန်းကြီးတို့တွေလည်းသေချာစဉ်းစားကြည့်လို့ရှိရင်ခန္ဓာ၅ပါးကိုပျော်စရာကြီးလှတယ်လို့ထင်ကြတယ်ထင်ကြသည့်အတွက်ကြောင့်ခန္ဓာ၅ပါးကိုတဏှာကတွေ့တာထားသည့်အတွက်ကြောင့်ခန္ဓာတစ်ခုပြီးနောက်ခန္ဓာတစ်ခုရခန္ဓာတစ်ခုပြီးနောက်ခန္ဓာတစ်ခုရဘဝဆက်တိုင်းမှာခန္ဓာတွေကြီးပဲရနေတယ်။ဘာနဲ့တူတော့ဆိုပိုးပရံလေးဟာမီးတောက်ထဲကိုတိုးဝင်တဲ့အခါမီးလောင်ပြီးသေရတယ်လို့ဘုန်းကြီးတို့တွေလည်းခန္ဓာရာတိုင်းသေသွားကြတာပဲ။သေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေသေလက်တန့်ပုဂ္ဂိုလ်တွေအားလုံးဟာစဉ်းစားကြည့်ရင်မီးတောက်ထဲကိုတိုးဝင်နေတဲ့ပိုးပရံလေးတွေနဲ့တူတူပဲခန္ဓာကိုယ်နဲ့ပဲတွေ့ပြီးခန္ဓာကိုယ်ကြီးကိုပဲသဘောကျပြီးတော့ဒီခန္ဓာကိုယ်နဲ့ပဲပျော်မြူးပြီးတော့နေကြတာဒါဘသူရဲ့မှားယွင်းမှုတော့ဆိုရင်တဏှာဆိုတဲ့အတွေးရဲ့မှားယွင်းမှုတဲ့ဘဝတိုင်းသေဆုံးနေကြပိုးပရံလေးတွေကမီးတောက်ထဲဝင်တိုင်းသေဆုံးကြမဝင်ပဲလည်းမနေနိုင်ဘူးမီးမြင်တာနဲ့သဘောကျဟိုအဝေးကနေပြန်လာပြီးမီးထဲမှာတိုးဝင်တာအဲ့ဒီတိုင်းပဲဘုန်းကြီးတို့တွေလည်းခန္ဓာကိုယ်ကိုရယူဖို့ကြိုးစားနေကြတယ်လူတွေကဒုက္ခရောက်တဲ့အခါသာခန္ဓာကိုယ်မရကြတာခန္ဓာကိုယ်ဘယ်တော့မှမရဘူးဆိုလို့ရှိရင်ကြောက်စိတ်တောင်ဝင်လာသေးတယ်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတာယုံနံနေအကုန်လုံးချုပ်သွားပြီးဘာမှမဖြစ်တော့ဘူးဆိုရင်လူကကြောက်သွားဖြစ်တာကိုကြိုက်နေတဲ့ဘဝတဏှာဆိုတာရှိတယ်လူတိုင်းဟာအကောင်းကိုဖြစ်ချင်တာကြီးပဲမဖြစ်ချင်တာမရှိဘူးဘဝကြီးတစ်ခုရပ်ဆိုင်သွားမှလည်းကြောက်တယ်ဘဝဆက်နေတာကိုပဲလူတွေကသဘောကျတယ်အဲ့ဒါဘယ်သူကြောင့်ဒီလိုဖြစ်တာတော့ဆိုတဏှာကြောင့်ဖြစ်တာအဲ့ဒါဟာတဏှာရဲ့အထင်မှားမှုပါတဲ့တဏှာရဲ့အထင်မှားမှုကိုပျောက်မှခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်မှုတွေဆင်းရဲမှုတွေကိုရှုမြင်သုံးသပ်လာပြီးတော့ရုပ်ဟာသူ့အကြောင်းတရားကြောင့်ဖြစ်လာတဲ့ရုပ်တရားသက်မျှတာဖြစ်တယ်ခံစားမှုကလည်းဆံရအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုသက်မျှတာဖြစ်တယ်
တင်ညာဆိုတာလဲမှတ်သားမှုတက်တက်မြတာဖြစ်တယ်သင်္ခါရဆိုတာတွေကလည်းပြုလို့ဆောင်ရွက်မှုတက်တက်မြတာဖြစ်တယ်ဝိညာဉ်ဆိုတာသိမှုတက်တက်မြတာဖြစ်တယ်ဒါတွေဟာငါဟာမဟုတ်ပါလားနေတံမမငါဟာမဟုတ်ဘူးလို့သူ့တဘာဝတိုင်းသူဖြစ်နေတာတွေလို့ဒီအတွေးမျိုးမတွေးနိုင်သေးသမျှကာလပတ်လုံးတဏှာမဉ္ဇနာလို့ခေါ်တဲ့တွေ့တာမှုအထင်မှားကြီးဟာမပြောက်ကဲနိုင်ပါဘူးတဲ့မပြောက်ကဲနိုင်လို့ရှိရင်ပိုးပရံလေးတစ်ကောင်ဟာမိတော့ထဲကိုဝင်ပြီးတော့ကစားသလိုခန္ဓာကိုယ်ကြီးတွေရအောင်ကြိုးစားနေကြအောင်ပါပဲဒုက္ခန္ဓာမလိုချင်တဲ့အခါနတ်ခန္ဓာနော်နတ်သားဖြစ်ရင်ကောင်းပါပဲနတ်သမီးဖြစ်ရင်ကောင်းပါပဲပြမဖြစ်ရင်ကောင်းပါပဲဆိုတဲ့အတွေးတွေနဲ့လားနေအောင်ပါပဲတင့်တယ်လှပတဲ့ဘဝတွေကိုရအောင်ဆူတောင်းပြီးတော့နေကြအောင်ပါပဲအဲ့ဒါဟာဘု து ရဲ့အထင်မှားမှုလဲဆိုရင်တဏှာရဲ့အထင်မှားမှုပါတဲ့အဲ့ဒီအတင်တဏှာရဲ့အထင်မှားမှုပျောက်အောင်ဘုန်းကြီးတို့တွေစဉ်းစားရမှာတော့နေတံမမရုပ်ဟာရုပ်ပဲနာနာပဲသူ့အကြောင်းကြောင့်သူဖြစ်နေတာငါလို့ပြောစရာတခုမှမရှိဘူးထာဝရရွေရှားနေတဲ့အရာကြီးတာဖြစ်တယ်လို့ဆိုတဲ့သမ္မပညာယဓာတ်ထပ်ပါမှန်ကန်တဲ့အသိဉာဏ်နဲ့ရှုရမယ်တဲ့အဲ့ဒီလိုမရှုနိုင်သေးသမျှကာလပတ်လုံးတဏှာမဉ္ဇနာလို့ခေါ်တဲ့တွေ့တာမှုအထင်မှားမှုကြီးရတယ်ရှိနေဦးမှာပဲခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုအထင်မှားမှုကဘာလဲဆိုရင်မာနမဉ္ဇနာတဲ့မာနမဉ္ဇနာကဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလူတိုင်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်တက်တန်းကဘလောက်ပဲရှိဘယ်သူမှမစဉ်းစားနိုင်ကြဘူးသေမဲ့ရက်ကိုဘယ်သူမှမစဉ်းစားနိုင်ဘူးသိလည်းမသိဘူးဘဝရလာတာနဲ့လူတိုင်းဟာနေဆထာဝရမသေးတော့မဲ့ပုံမျိုးပဲရှိနေကြတယ်မအိုမဲ့ပုံမသေးမဲ့ပုံလောက်ကင်ဆောင်ရွက်နေတာတွေကိုကြည့်ရင်သေခြင်းတရားကိုတွေးပြီးကြောက်တာမရှိဘူးဘုန်းကြီးတို့တစ်ခါမြင်မိတယ်ကြက်ကလေးတွေဖမ်းပြီးတော့နော်ခြေနှောင်းထဲကိုထည့်ပြီးတော့ခြိသွားတာအဲ့ခြေနှောင်းထဲကနေပြီးတော့တွန်းနေကြတာနော်တွန်းနေတကောင်စိတ်ကြတယ်ကြည့်လိုက်တဲ့အခါမှာသူတို့စိတ်ညစ်နေတဲ့တရားမရှိဘူးပြောနေကြတဲ့တရားပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့တို့သေရတော့မှာပဲဆိုတဲ့အတွေ့မရှိဘူးသူတို့ဒီခြေနှောင်းထဲရောက်လာတာကိုဘာကြောင့်ရောက်တယ်ငါတို့မကြခင်ဘာဖြစ်မယ်ဆိုတဲ့အသိစိတ်ကမရှိဘူးရလာတဲ့အချိန်ပိုင်းလေးမှာပျော်ဖို့ပဲစိတ်ထဲမှာရှိနေကြတယ်အဲ့ဒါလိုပဲပုထုဇဉ်တ attva တွေမှာဘဝတစ်ခုရလာလို့ရှိရင်ဒီဘဝကြီးကနေဆထာဝရလို့အောက်မေ့လာစည်းစိမ်ချမ်းသာတွေရလာလို့ရှိရင်လဲထာဝရစည်းစိမ်ကြီးလို့သိမှတ်လာကြတယ်လူတွေကယာဓုဌာဏန္တရရလာလို့ရှိရင်လဲထာဝရကြီးလို့ပဲဒီလိုထင်ကြတယ်ပေါ့အဲ့ဒီလိုအထင်တွေရောက်လာတဲ့အခါကျတော့ဘာဖြစ်တုံးဆိုရင်မာနဆိုတဲ့အထင်အမြင်တွေဝင်လာတယ်ပေါ့အထင်မှားမှုတွေဝင်လာမာနဆိုတဲ့အထင်မှားမှုတွေကြောင့်ဟောဒီတက္ကရာကြီးကိုစည်းစိမ်ချမ်းသာခံစားစရာကြီးတစ်ခုအဖြစ်ယူဆလာကြတယ်လူတွေဟာနော်ကိုယ်ခန္ဓာကိုယ်ကြီးနဲ့မောက်မာလာကြတယ်လှတဲ့လူကလည်းအလှမှန်တက်လာတယ်နော်ငယ်ရွယ်တဲ့လူကလည်းပဲရွတ်မဒမဒဆိုတဲ့ငယ်ရွယ်မှုမှန်တွေတက်လာတယ်ပညာတတ်တဲ့လူကလည်းပညာမှန်တွေတက်လာတယ်ယာဓုအာနာရှိတဲ့ပုဂ္ဂိုလ်ကလည်းယာဓုအာနာမှန်တွေတက်လာတယ်မာမနာတွေတက်နေအထင်မှားနေလို့တက်နေကြတာပြောဟာတခဏလေးပါလားဆိုတာမစဉ်းစားမိဘူးမစဉ်းစားမိသည့်တဲ့ကြောင့်နေဆထာဝရလို့ထင်ပြီးတော့မာနတွေတက်နေကြတာတဲ့အဲ့ဒီမာနတက်တာဟာဥပမာဘာနဲ့တူတုံးဆိုလို့ရှင်မစင်အညစ်ကြေးကိုစားနေတဲ့မစင်စားတဲ့တရဝါတစ်ကောင်ဟာမစင်ပုံကြီးပေါ်ရောက်တဲ့အခါကျလို့ရှင်ဒါကြီးကနေဆထာဝရသူ့အတွက်တော့တသက်တာစိတ်ချရတဲ့အရာကြီးတစ်ခုလို့အထင်မှားပြီးတော့မာနတွေပွားတယ်လို့ပဲတဲ့အဲ့ဒါနဲ့အလားတန်တူတယ်လို့ဒီလိုဆိုတယ်အဲ့တော့ဘုန်းကြီးတို့တွေလည်းခန္ဓာ၅ပါးရထားတဲ့အခါဟောဒီခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့မာနတက်ကြတာပဲခုနကပြောတဲ့မာနတွေနော်ငယ်ရွယ်တဲ့လူကငယ်ရွယ်တဲ့မာနတွေတက်တယ်ရွတ်ပနမရလို့ခေါ်တယ်ကျမ်းမာတဲ့လူကလည်းအာရောချမရငါကျမ်းမာတယ်ငါဘာမှမဖြစ်ဘူးဆိုတဲ့မာနတွေတက်တယ်ဒါတွေကတခါတလေအလွန်သိမ်မွေ့တယ်မာနတက်တာကိုတက်မှန်းတော့မသိဘူးသူကတက်မှန်းတော့မသိလောက်အောင်ဒီတရားတွေကသိမ်မွေ့တယ်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းဇီဝိတမရသူသာသေးတယ်ငါမသေးဘူးဆိုတဲ့အတွေးမျိုးတွေဝင်ကြတယ်ကြည့်လေလူတယောက်
တော်တဆဆုံးသွားလို့ရှိရင်ပြောကြတယ်ဟာဒီလူကအစားမရှောင်ဘူးဒီလူကဘာမလုပ်ဘူးနဲ့ဒီလိုအပြစ်ကလေးတွေတော့နည်းနည်းကြံရကြတာတွေရှိပဲနော်အပြစ်ကလေးပြောခံရတာမျိုးကြံရတာတွေရှိပဲသို့တော်လည်းကိုကြတော့ဒီလိုဖြစ်မဲ့လို့လူတိုင်းဟာစဉ်းစားခဲ့တယ်ပေါ့အသက်ရှင်နေတဲ့ဇီဝိတမရဆိုတာဒီတက်လာတယ်စီးပွားဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်းဒီစီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့မာနတွေတက်တယ်ရုပ်ရည်ပကာယလှပချောမောတဲ့ပုဂ္ဂိုလ်ကလည်းရုပ်ရည်ပကာယအစင်းပေါ်မှာမာနတွေတက်တယ်ယာရုအာနာရှိတဲ့ပုဂ္ဂိုလ်ကလည်းယာရုအာနာနဲ့မာနတွေတက်တယ်ဒါတွေဟာအထင်မှားမှုတွေမာနနဲ့ပတ်သက်တဲ့မာနမဉ္ဇနာလို့ခေါ်တဲ့အထင်မှားမှုတွေကြီးပဲအဲ့ဒီအထင်မှားမှုတွေကိုဘာနဲ့ဖျောက်ရမလဲဆိုရင်မှန်ကန်တဲ့အသိဉာဏ်နဲ့မှန်ကန်တဲ့အတွေးနဲ့ဖျောက်ရမယ်မှန်ကန်တဲ့အတွေးဆိုတာနေသောဟမတမိတကယ်ကတော့ဒါတွေဟာငါပိုင်တာငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတဲ့အတွေးလေးရှိဖို့လိုတယ်တဲ့ဒါဟာငါမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေညင်ညွတ်နေတဲ့အခိုက်ကလေးဖြစ်တာလူပြိုတာလည်းငါမဟုတ်ဘူးသူ့အချိန်ကမရင့်ကျက်သေးတဲ့အချိန်မို့လူပြိုတယ်လို့ထင်တာရင့်ကျက်နေတယ်တဖြည်းဖြည်းအစဉ်ပြေးနေတဲ့အချိန်အကြောင်းအကျိုးညီညွတ်လို့ဖြစ်နေတာတကယ်ကတော့ငါမဟုတ်ဘူးတခဏတာမြအတွင်းမှာပြောင်းလဲသွားမယ်ဆိုတဲ့အတွေးတွေတွေးဖို့လိုအပ်တယ်တဲ့နေသောဟမတမိငါမဟုတ်ဘူးဆိုတဲ့အတွေးမျိုးမှန်ကန်တဲ့အမြင်မျိုးရှိမှသာလေအခုမာနမဉ္ဇနာဆိုတဲ့ဒီအတွေးအထင်ကြီးထင်မှားမှုကြီးဟာပျောက်ကင်းနိုင်ပါတယ်တဲ့အနုဘုဆိုရင်တက္ကာယပေါ်မှာထင်မှားနေတဲ့မာနမဉ္ဇနာဆိုတာမပျောက်ကင်းနိုင်ဘူးတဲ့နောက်တစ်ခုကျတော့ဒိဋ္ဌိမဉ္ဇနာဒိဋ္ဌိမဉ္ဇနာကျတော့သူကမြင်ပုံကတစ်မျိုးဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာဘာနဲ့ဥပမာတူတော့ဆိုရင်မှန်ရိပ်ထဲမှာပေါ်လာတဲ့အရိပ်မှန်ထဲမှာပေါ်လာတဲ့အရိပ်တို့မှန်ထဲမှာပေါ်လာတဲ့အရိပ်ကိုငါလို့သတ်မှတ်ထားသလိုဖြစ်နေတယ်တကယ်တော့မှန်ထဲမှာပေါ်လာတဲ့အရိပ်ဟာလှမ်းကင်ကြည့်လို့လည်းမရဘူးတကယ်လည်းရှိတာမဟုတ်ဘူးတကယ်မရှိပြီပဲလို့ရှိတယ်လို့ထင်နေတယ်ပေါ့မှန်ထဲကအရိပ်ဟာတကယ်ကမှန်ထဲကအရိပ်ကတကယ်ရှိတာမဟုတ်ဘူးပေါ့အဲ့ဒါလို့တကယ်မရှိတဲ့အရာကိုပဲဘုန်းကြီးတို့တွေကအရှိလို့ထင်တယ်တက္ကာယဆိုတဲ့ခန္ဓာ၅ပါးကတကယ်ရှိတယ်အဲ့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတွေးထင်တဲ့ထာဝရမြဲတယ်ဆိုတဲ့အတ္တထိုအတ္တရဲ့ပိုင်ဆိုင်မှုလို့ဆိုတဲ့အတ္တနိယအဲ့ဒီအတွေးတွေဝင်လာလို့ရှိရင်မှန်ရိပ်ထဲကရုပ်ပုံလွှာကိုငါလို့ထင်တယ်လို့ဘုန်းကြီးတို့တွေကထင်နေတာဟာဒါမှားယွင်းတဲ့အထင်တစ်ခုပါတဲ့ဒါကဒိဋ္ဌိမဉ္ဇနာလို့ခေါ်တယ်တဲ့ဒိဋ္ဌိမဉ္ဇနာအတွေးနဲ့အမြင်နဲ့သွားပြီးတော့မှားယွင်းတာမှန်ရိပ်ထဲကပုံကိုငါလို့ပဲသွားပြီးတော့ထင်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဖယ်လိုက်တာနဲ့တပြိုင်နက်မှန်ရိပ်ထဲကရုပ်ပုံလွှာဟာပျောက်သွားအဲ့ဒါလိုပဲဒီကိုထင်ပြီးတော့အားကိုးစရာအရာတစ်ခုဟာဘာမှအားကိုးစရာမရှိဘဲနဲ့မကြခင်မဲ့သူ့ဘာသူပြောင်းလဲပြီးတော့ပျက်စီးနေတဲ့အရာသာဖြစ်တယ်ဆိုတာကိုဘုန်းကြီးတို့တွေမမြင်နိုင်ကြဘူးတဲ့။ဘာဖြစ်လို့တော့ဆိုရင်ခုနပြောတဲ့ဒိဋ္ဌိမဉ္ဇနာမှားယွင်းတဲ့အထင်မှားမှုတစ်ခုကြောင့်ဖြစ်နေတာတဲ့။ကောင်းပြီအဲ့ဒီအထင်မှားမှုတွေတဏှာကြောင့်အထင်မှားမှုတွေတွေ့တာမှုကိုဆွဲလန်းပြီးတော့အထင်မှားမှုတွေမာနကြောင့်ဖြစ်ပေါ်လာတဲ့အထင်မှားမှုတွေမှားယွင်းတဲ့အမြင်ကြောင့်ဖြစ်ပေါ်လာတဲ့အထင်မှားမှုတွေတက္ကာယပေါ်မှာအဲ့လိုအထင်မှားမှုတွေဟာလွယ်လွယ်ကူကူနဲ့ဒီတက္ကာယဆိုတဲ့ခန္ဓာ၅ပါးကြီးကလွတ်အောင်ကျွတ်အောင်ကြိုးစားလို့ဖြစ်သလားလို့ဆိုအမှန်တမ်းခရင်နေတရားမြတ်စွာဘုရားကဥပမာပေးထားတာခွေးတစ်ကောင်ကိုခြိတိုင်းငုတ်တစ်ခုမှာကျိုးနဲ့ခြိထားလို့ရှင်အဲ့ဒီခွေးဟာယုံနေတယ်ဘယ်လိုပဲယုံသူကခြိတိုင်းငုံသားပဲလှက်ပတ်နေရခြိတိုင်းငုတ်ကဝေးပြီးတော့မသွားနိုင်ဘုန်းကြီးတို့တွေလည်းဘယ်ဘဝပဲရောက်ခြိတိုင်းငုံနဲ့အလားတရံတူတယ်ဟောဒီတက္ကာယကဝေးခွာပြီးတော့မသွားနိုင်ဘူးဘယ်ဘဝရောက်သွားခန္ဓာပဲပြန်ရဥပမာလူဘဝနေကုသိုလ်ကောင်းမှုတွေလုပ်တယ်နတ်ဘဝရောက်သွားတယ်ခန္ဓာပဲပြန်ရတယ်
တရားကျင့်လို့ပြမဖြစ်သွားတယ်ခန္ဓာပဲပြန်ရပြန်တယ်အကုသိုလ်တွေလုပ်လို့ငရဲကြသွားတယ်တိရစ္ဆာန်ဖြစ်တယ်ပြိတ္တာဖြစ်တယ်ခန္ဓာပဲပြန်ရတယ်ခွေးတကောင်ဟာကျိုးနဲ့ချီထားတော့ငုံနားမှာပဲသူကတဝဲလဲလဲဖြစ်နေတယ်လို့ဘုန်းကြီးတို့တွေကလည်းခန္ဓာ၅ပါးနဲ့ပဲတဝဲလဲလဲဖြစ်နေကြတယ်လို့ဒီလိုကတ္ထုလဆိုတဲ့တုတ်မြတ်စွာဘုရားဒီလိုဟောတယ်အဝေးကိုမရောက်နိုင်ကြအဲ့ဒါကိုအထက်ကရာဆရာကြီးကရှင်းလင်းပြီးတော့ဥပမာပေးထားတာလေးတစ်ခုရှိတယ်ခန္ဓာ၅ပါးမကောင်းဘူးလို့ထင်လာလို့ခန္ဓာ၅ပါးကလွတ်ချင်လို့ရုန်းကန်ကြတယ်ရုန်းကန်တယ်ဆိုပါစို့မြတ်စွာဘုရားပွင့်မှခန္ဓာ၅ပါးကလွတ်ကြောင်းလမ်းစဉ်အစစ်အမှန်ကိုတွေ့တာခန္ဓာ၅ပါးကလွတ်ချင်ခုနကသက်ကာယကလွတ်ချင်လို့ရှိရင်မလုပ်ရမယ်ဆိုတာမြတ်စွာဘုရားကတော့လမ်းမှန်နဲ့ညွှန်ပြတယ်တခြားအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲခန္ဓာ၅ပါးရဲ့အပြစ်ကိုမြင်သည့်အတွက်ကြောင့်လွတ်မြောက်အောင်ကြိုးစားကြတယ်လွတ်မြောက်အောင်ကြိုးစားရင်သူတို့ဟာလွတ်မြောက်မှုကိုမရနိုင်ပဲနဲ့ခန္ဓာ၅ပါးနဲ့ပဲပြန်တွေ့နေကြတယ်ပေါ့အဲ့ဒါကိုဥပမာပေးထားတဲ့စကားလေးတစ်ခုရှိတယ်ပုံမြင်လေးခက်ဆန်ဆန်ပြောထားတာရေကြီးနဲ့ရုံကလေးနဲ့စကားများကြတယ်တဲ့ဘယ်လိုစကားများတုံးဆိုရင်ရုံကလေးကမြေကြီးပေါ်မစင်ဆွတ်တဲ့အခါမြေကြီးကပြောတယ်မင်းငါ့ပေါ်မှာအညစ်အကြေးတွေဆွတ်တာမကောင်းဘူးလို့ပြောတဲ့အခါကျရုံလေးကစိတ်ဆိုးတယ်စင်ကြီးတွေကျုပ်တဲ့ကြီးတဲ့အကောင်ကြီးတွေစင်လိုတတ္တဝါကြီးတွေချင်းကြီးဆွတ်ချင်းငယ်ဆွတ်တော့ခမမပြောဘူးကျုပ်ပေါ်ကြတော့ခမအနိုင်ကျင့်နေပေါ့ကျုပ်ဆွတ်တဲ့မစင်လေးကသေးသေးလေးရဲ့အဲ့ဒါတောင်ကျုပ်ကိုအနိုင်ကျင့်ပြီးတော့ပြောရမလားကဲခမမြေကြီးပေါ်ကျုပ်မနေဘူးလို့မြေကြီးနဲ့မတည့်လို့ယုံလေးဟာခုံတာခုံပြီးတော့လည်းမြေကြီးပေါ်ပဲပြန်ကြတယ်ခုံတော့လည်းမြေကြီးပေါ်ပဲပြန်ကြတယ်ဒါကဒီဥပမာလေးကယုံနေသွားတဲ့အခါမှာခုံပြေးတာကိုကြည့်ပြီးတော့ပြောတဲ့ဥပမာပေါ့နော်ယုံဟာဘယ်လိုပဲခုံနေမြေကြီးပေါ်ပဲပြန်ရောက်တယ်ပေါ့အဲ့ဒါလိုပဲဘုန်းကြီးတို့တွေဟာခန္ဓာ၅ပါးကိုမုန်းတိရွံရှာလို့ခန္ဓာ၅ပါးကလွတ်အောင်ဘယ်လိုပဲကြိုးစားကြိုးစားလိုက်တိုင်းခန္ဓာ၅ပါးနဲ့ကြီးပဲပြန်တိုးနေတယ်လို့ဆိုလို့တာနော်ယုံကလေးဟာဘယ်လိုပဲခုံပြီးတော့မြေကြီးပေါ်မှာမနေဘူးဆိုပြီးတော့ခုံမိမဲ့လို့မြေကြီးပေါ်ပဲပြန်ကျတယ်လို့ပဲတဲ့တက္ကာယပေါ်မှာဘလောက်ပဲအပြစ်မြင်ဟောဒီတဏှာဆိုတဲ့အတင်မာမှုဒိဋ္ဌိဆိုတဲ့အတင်မာမှုမာနဆိုတဲ့အတင်မာမှုဒီတရားသုံးပါးကိုမပယ်ရှားနိုင်သေးသမျှကာလပတ်လုံးမှန်ကန်တဲ့အမြင်မရသေးသမျှကာလပတ်လုံးဘုန်းကြီးတို့တွေဟာယုံကလေးကမြေကြီးပေါ်ကခုံနေတယ်လို့ပဲခုံတဲ့အခါမြေကြီးပေါ်ပြန်ကျတယ်လို့ပဲခန္ဓာ၅ပါးပဲပြန်ရကြမှာဖြစ်တယ်တဲ့ဒါပဲခန္ဓာ၅ပါးကနေလွတ်သွားအောင်မလုပ်နိုင်ကြဘူးဒါဖြင့်လွတ်သွားတဲ့နေရောရှိလားလဲဆိုမြတ်စွာဘုရားကဟောထားတယ်လွတ်သွားတဲ့နေကမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပါမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်တဲ့အခါကျတော့အခုပြောတဲ့သက်ကာယကိုဘယ်လိုမြင်လာတော့အရင်တော့ကမြင်လာတာသက်ကာယကိုဧတံမမငါဟာလို့ဒီလိုမြင်ကြတယ်ဧတောဟမတမိဒါငါပဲလို့မြင်တယ်ဧတောမိအတ္တဒါငါရဲ့အတ္တပဲလို့ဒီလိုတဏှာမာနအမြင်နေနဲ့ဖြောင်းပြန်ပြန်ပြီးတော့မြင်အောင်ကြိုးစားယထာဘူတဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မှဟောဒီသက်ကာယဟာနေတံမမငါဟာမဟုတ်ဘူးနမေသောအတ္တငါလို့ပြောเสียလဲတခုမှမရှိဘူးနိုင်နေသောဟမတိငါလို့ပြောเสียလဲတခုမှမရှိဘူးနမေသောအတ္တငါရဲ့ခိုင်မာတဲ့အတ္တလည်းမဟုတ်ဘူးလို့ဒီလိုသမ္မာဒိဋ္ဌိဥဆောင်တဲ့ယထာဘူတဉာဏ်နဲ့ရှုမြင်နိုင်ရမယ်မဂ္ဂင်၈ပါးကိုပြောတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝဆိုတဲ့သီလကိုအခြေခံပြီးတော့ဘုန်းကြီးတို့တွေကမှန်ကန်တဲ့အမြင်ရှိအောင်မှန်ကန်တဲ့အတွေးတွေတွေးရမယ်မှန်ကန်တဲ့အမြင်ဆိုတာသမ္မာဒိဋ္ဌိမှန်ကန်တဲ့အတွေးဆိုတာသမ္မာသင်္ကပ္ပအဲ့ဒီမှန်ကန်တဲ့အတွေးတွေတွေးပြီးတော့မှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှုဆိုတာသမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှုလုပ်တဲ့အခါမှာမှန်ကန်တဲ့တတိထားမှုဟာအရေးကြီးတယ်ဒါကြောင့်မို့သမ္မာတတိထားပြီးနေတဲ့အခါမှာမှန်ကန်မြင်ဖို့ရာအတွက်စိတ်ဓာတ်လေးတည်ငြိမ်နေအောင်လုပ်ဖို့အရေးကြီးတယ်သမ္မာသမာဓိဆိုတဲ့ပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်၅ပါးကတ
သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိအဲ့ဒီမဂ်ခင်၅ပါးကိုကာရပကမဂ်ခင်သို့မဟုတ်ကာရကမဂ်ခင်တကယ်အလုံးလုံးပြီးစွမ်းဆောင်နေတာယထာဘူတဉာဏ်ဆိုတာအဲ့ဒါကိုပြောတာဒီမဂ်ခင်၅ပါးပေါင်းစပ်ပြီးတော့ရှုမြင်သုံးသပ်တဲ့အခါမှာနေတံမမငါဟာမဟုတ်ဘူးနေသောဟမတမိငါမဟုတ်ဘူးနမေသောအတ္တငါရဲ့အတ္တမဟုတ်ဘူးလို့မှန်မှန်ကန်ကန်မြင်လာတဲ့အခါကျတော့အထင်မှားမှုဆိုတာဒီပျောက်သွားတယ်အဲ့ဒီအထင်မှားမှုပျောက်သွားရင်ဘာဖြစ်လဲဆိုတော့မြတ်စွာဘုရားကပြောတာရူပသမိန်ပိနိဗ္ဗိန္ဒတိရုပ်ပေါ်မှာတွေ့တာမှုတွေမရှိတော့ဘူးဝေဒနာယပိနိဗ္ဗိန္ဒတိခံစားမှုတွေပေါ်မှာလည်းမတွေ့တာတော့ဘူးတင်ညာယပိနိဗ္ဗိန္ဒတိတင်ညာပေါ်မှာလည်းတွေ့တာမှုမရှိဘူးသင်္ခါရေတုပိနိဗ္ဗိန္ဒတိဉာဏ်နဲ့စိတ်နဲ့ပတ်သက်တဲ့လှုပ်ဆော်မှုတွေပေါ်မှာလည်းပဲခံစားမှုဒီလှုပ်ဆော်မှုတွေးကြံမှုဆိုတာတွေပေါ်မှာလည်းပဲတွေ့တာမှုမရှိတော့ဘူးဝိညာဏသမိန်ပိနိဗ္ဗိန္ဒတိအသိစိတ်ပေါ်မှာလည်းပဲတွေ့တာမှုမရှိတော့ဘူးမှန်မှန်ကန်ကန်မြင်သွားတာအဲ့ဒီတွေ့တာမှုမရှိဘူးဆိုရင်ဘာဖြစ်လာလဲဆိုရင်ဒီတွေ့တာမှုမရှိဘူးလို့ပြောတာဟာဒါဝိပဿနာဉာဏ်ဖြစ်တာကိုပြောတာနော်ဒီအနတ္တလက္ခဏာတုတ်မှာမြတ်စွာဘုရားကတူတူလေးဟောထားတာတက္ကာယပေါ်မှာတွေ့တာမှုတွေပျောက်သွားတယ်တွေ့တာမှုပြတ်သွားတော့ဘာဖြစ်လဲနိဗ္ဗိန္ဒံဝိရိစတိတက္ကာယပေါ်မှာညှင်းငွေလာတာနဲ့တပြိုင်နက်ဝိရိစတိဒီတွေ့တာမှုတွေချုပ်ငြိမ်းသွားတယ်တွေ့တာမှုတွေချုပ်ငြိမ်းသွားရင်ဘာဖြစ်လဲဝိရာဂဝိမုစ္စတိအားလုံးဟာစိတ်ဓာတ်ဟာတဏမာနဒိဋ္ဌိဆိုတဲ့မကောင်းတဲ့အတွေးမှားတွေကနေလုံးဝလွတ်မြောက်သွားတယ်တဲ့အဲ့ဒီလိုလွတ်မြောက်သွားမှသာလေဘုန်းကြီးတို့ဟာအထင်မှားမှုကနေပျောက်ကင်းပြီးတော့သာဝရအငြိမ့်တတ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုတွေ့ရှိပြီးတော့ခံစားနိုင်ကြမှာဖြစ်တယ်အငြိမ့်တတ်ကိုတွေ့ရှိသွားပြီဆိုရင်ပူပန်မှုအလုံးတွေချုပ်ငြိမ်းပြီးတော့တောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေအလုံးချုပ်ငြိမ်းပြီးတော့အမတန်အေးချမ်းတဲ့သာဝရငြိမ်းတဲ့ဥပတန္တဥပသမဆိုတဲ့အငြိမ့်တတ်ကိုရရှိနိုင်မှာဖြစ်တယ်ဆိုတာကိုအလုံးယုံကြည်ပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း